ဝင်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ profile ဆိုအောင်နှိပ်လိုက်ပါပြီးတော့အပေါ်ဆုံးမှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ဒီလိုပေါ်လာပြီဆိုရင်အောက်ဆုံးမှာရှိတဲ့ edit account ဆိုအောင်နှိပ်လိုက်ပါပြီးတော့ဒီကအရေးကြီးပါတယ်နော်ကျွန်တော် sign up for TikTok လို့ဖြစ်နေရဆိုရင်ကျွန်တော်ဒီနေရာမှာ log in ဆိုအောင်နှိပ်လိုက်ပါကျွန်တော်ဒီနေရာမှာ log in to TikTok လို့ပေါ်နေမှာရပါမယ်ပြီးတော့အပေါ်ဆုံးမှာရှိတဲ့ use phone email username ကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော် email username ဘက်ကိုတောင်းလိုက်ပါပြီးတော့ဒီနေရာမှာ email or username လို့ပေါ်နေပါတယ်ဒီနေရာမှာတော့ကျွန်တော်ပေးထားတဲ့ account ရဲ့ Gmail လေးကိုထည့်လိုက်ပါထည့်ပြီးတော့ဆိုရင်ကျွန်တော် continue ကိုနှိပ်လိုက်ပါကျွန်တော်ဒီနေရာမှာကျွန်တော်ပေးထားတဲ့ Gmail ကိုကုတ်လေးပို့မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail login ဝင်ပြီးသွားရင်တော့ကုတ်လေးထည့်လိုက်လို့ရပါတယ်ဒီကတော့ Gmail login ဝင်ရသေးဘူးဆိုရင်ကျွန်တော် login with password ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော် password လေးပဲရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော် password ထည့်ပြီးသွားဆိုရင်အောက်မှာရှိတဲ့ login ဆိုတာနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ဖွင့်ပေးထားတဲ့ Japan Region account နဲ့ရောက်သွားပါပြီဘာလို့လဲဆိုတော့ဒီနေရာမှာဒီလိုပုံစံလေးပေါ်နေဒါ Japan Region account မို့လို့ပေါ်တာပါ Japan Region home ကိုဆက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ setting and privacy ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့အပေါ်ဆုံးမှာရှိတဲ့ account ကိုဝင်လိုက်ပါပြီးတော့ရင် account information ကိုထပ်ပြီးတော့ဝင်လိုက်ပါဒါဆိုရင်ကျွန်တော်ဒီနေရာမှာ Japan လို့ပေါ်နေပြီဆိုရင်တော့ကိုယ့်ရဲ့ account